အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်တို့ရဲ့ game လေပိုင်းကနေ game ဆုံးပိုင်းထိပြင်းထန်တဲ့ single target damage ပေးနိုင်တဲ့ maxman တင်တဲ့ base up ပေးပါမယ် Obsidian Sovereign Dex and ပဲဖြစ်ပါတယ် Obsidian ဟာ game စပိုင်းမှာ farming လုပ်ဖို့လိုအပ်ပြီးသူမရဲ့စွမ်းကိုအပြည့်အဝရောက်စေက game လေပိုင်းကနေနောက်ပိုင်းထိ game ကိုလွှမ်းမိုးနိုင်မဲ့ hero တယောက်ဖြစ်ပါတယ်သူမကရန်သူတွေကိုထိတာများလေသူမရဲ့ damage ကလည်းမြင့်လာတယ်ဖြစ်ပြီးတိုက်ပွဲတွေမှာလင်းမြန်စွာလှုပ်ရှားကရန်သူတွေကိုလွယ်ကူစွာနှိပ်ကွပ်နိုင်ပါတယ် Sovereign Dex and Obsidian Passive Return to Bone Obsidian ကရန်သူ minion တွေ hero တွေဒါမှမဟုတ်အဆောက်အအုံတွေကို damage ပေးတဲ့အခါသူမက bone energy တွေရရှိပြီးအဲ့ဒါတွေက bone shot တွေဖြစ်လာပါတယ်သူမရဲ့ bone shot တွေဟာ game တစ်လျှောက်စုပုံနေပါပါ Obsidian ကရန်သူတယောက်ကိုတိုက်ခိုက်တဲ့အခါသူမရဲ့ bone shot အားလုံးကိုပစ်လွတ်ပြီးလိုပြစ်မှတ်ကိုလိုက်လံတိုက်ခိုက်မှာပါ First game A base boom needle Obsidian ကအယိုးအတစင်းကိုပြစ်လွတ်ပြီးထိမှန်တဲ့ပြစ်မှတ်တွေကို damage ပေးကပထမဆုံးထိမှန်တဲ့ရန်သူ hero ပေါ် return to bone ကိုပွင့်စေပါတယ် Second scale Phantom Shadow Man Obsidian က abyss တဲကိုခုန်ဆင်းပြီးတော့ Shadow Man form ကိုဝင်ရောက်ကသူမရဲ့ movement speed ကိုခဏတာများစွာမြင့်တက်စေပါတယ် Ultimate Hand of Bone Obsidian က Bones of Rack ကိုပြစ်မှတ်ဦးတရားကိုပြစ်လွတ်ပြီး damage ပေးကပထမဆုံးထိမှန်တဲ့ရန်သူ hero ကိုခဏတာ stand ပြီးစေပြီးသူမကိုသူမပြစ်မှတ်နဲ့နီးကပ်တဲ့ DRC ကိုဆွဲယူပါတယ် Bones of Rack ဟာပြစ်မှတ်ကိုလာချိတ်ပြီးတော့ Obsidian နဲ့သူ့ကိုချိတ်ဆက်မှာပါ Obsidian ဟာချိတ်ဆက်ထားတဲ့ရန်သူရဲ့အကွာအဝေးတနေရာမှာ lock ပြစ်နေမှာဖြစ်ပြီးရန်သူက dash တော့မဟုတ် blink scary မတုံးနိုင်တော့ပါဘူးရန်သူလှုပ်ရှားတဲ့အခါ Obsidian လည်းသူနဲ့အတူလှုပ်ရှားမှာပါ Ladies and gentlemen, Obsidian first game ကိုရန်သူ minion တွေနဲ့ hero တွေပေါ်မှာကြာခဏသုံးပြီးသူမ passive ကိုမြန်မြန် stack စုဆောင်းပါရန်သူရဲ့ HP ကလုံလောက်အောင်ကြာဆင်းလာတဲ့အခါ Obsidian ရဲ့ second skill နဲ့ ultimate ကိုသုံးပြီး basic stat တွေနဲ့ရန်သူကိုအဆုံးသတ်လိုက်ပါအတင်းလိုက်တိုက်ပွဲတွေမှာတော့ Obsidian basic attack တွေနဲ့ first skill ကိုသုံးပြီးရန်သူကိုပုတ်လောက်ကသူမရဲ့ second skill နဲ့သူမကိုသူမနေရာရွှေ့ပါသူမရဲ့ ultimate နဲ့ပြစ်မှတ်ကိုအနီးကချင်းကပ်ဖို့အခွင့်အရေးကိုရှာပြီးတင်သေးတဲ့သူ့ကိုရွေးချယ်တိုက်ခိုက်ပါနောက်ဆုံးမှာသူမရဲ့ mobility နဲ့အစွမ်းထက်တဲ့ basic attack တွေကိုသုံးပြီးကျန်တဲ့ရန်သူတွေကိုရှင်းလိုက်ပါ Obsidian ဂိမ်းလေပိုင်းကနေနောက်ပိုင်းထိ single target damage မှာထူးချွန်ပြီးခိုင်မာတဲ့ mobility ပိုင်ဆိုင်တာကြောင့်ဂိမ်းလေပိုင်းကိုကူးပြောင်းမှုမှာကျွမ်းကျင်မှုလိုအပ်ပါတယ် Level 1မှာ Obsidian ရဲ့ first skill ကို upgrade လုပ်ပါ။ဘာကြောင့်လဲဆိုတော့ game စပိုင်းမှာသူမရဲ့ passive ကို stat စုဆောင်းခြင်းကအထီးအောင်ဆုံးဒီလန်ဖြစ်လို့ပါ။သူမရဲ့ first skill ကိုဆက်လက်ဦးစားပေးအဆင့်ဖြစ်နေပြီး second skill တော့တခြားမရရှိနိုင်တဲ့အခါမှာ upgrade လုပ်ပါ။ရန်သူ hero တွေကို Obsidian first skill နဲ့ထိတဲ့အခါ passive energy အများကြီးတည်ဆောက်နိုင်တာကြောင့်တတ်နိုင်တဲ့အများကြီးထိအောင်စူးစမ်းခြင်းဖြင့်သူမရဲ့ passive ကိုအများ stack စုဆောင်းပါObsidian first skill က passive bone shot effect ကိုပွင့်စေတာကြောင့် game လေပိုင်းကနေနောက်ပိုင်းထိအားပြောတဲ့ hero တွေကိုထိတဲ့အခါသူတို့ရဲ့ HP ကိုမြန်မြန်ပုတ်လုပ်နိုင်ပါတယ် Obsidian second skill ဟာ movement speed ကိုချက်ချင်းမြန်စေပြီးတော့ရန်သူရဲ့အဓိက skill တွေကိုရှောင်ဖို့အတွက်သုံးနိုင်ပါတယ် Obsidian ultimate ရန်သူရဲ့ movement skill တွေကိုပိတ်ပစ်လိုက်တာကြောင့်အဲ့ဒါတွေကိုမိခိုနေတဲ့ hero တွေကို solo game များဖြင့်လွယ်ကူထိရောက်စွာတိုက်ခိုက်နိုင်ပါတယ် Obsidian အတွက် swift Bargain Hunter နဲ့ Weakness Fighter Talent တွေပါတဲ့ Assassin Emblem ကိုအကြံပြုပါတယ်။ Obsidian အဓိက focus က game စပိုင်းကနေ level ပိုင်းထိသူမ passive ကို stat စုဖို့ဖြစ်ပြီး equipment တွေကိုများစွာပြီးခိုးတာကြောင့် Swift နဲ့ Bargain Hunter တွေကကောင်းမွန်တဲ့ရွေးချယ်မှုတွေပဲဖြစ်ပါတယ်။ Obsidian passive stat တွေများလာတဲ့မျှသူမရဲ့ basic stat တွေကများစွာထိစေနိုင်ပြီးသူမအနေနဲ့ Weakness Fighter ရဲ့ cooldown ကိုမြန်မြန်ဆော့ချနိုင်က၎င်းရဲ့ထိရောက်မှုကိုများစွာမြင့်တင်နိုင်ပါတယ်။ Obsidian ရဲ့ passive bone shot တွေကနေရတဲ့အပိုထိချက်တွေဟာသူမ damage ရဲ့အဓိကပါတခြား maxman တွေနဲ့နှိုင်းယှဉ်တဲ့အခါ Obsidian ရဲ့ basic attack တွေကများစွာပိုထိနိုင်စေတာကြောင့် crit နဲ့ attack ကိုမြင့်တင်တဲ့ equipment တွေကသူမရဲ့ late game burst potential ကိုအမြင့်ဆုံးရောက်စေမှာပါဒါကြောင့်မလို့ဒီ bait ကိုအကြံပြုပါတယ် Berserker's Fury နဲ့ Windtalker ကတော့သူမအဓိက equipment တွေဖြစ်ပါတယ် Berserker's Fury ကမရှိမဖြစ်တဲ့ attack နဲ့ crit attribute တွေကိုပေးစွမ်းပြီး Obsidian ရဲ့ multiple hit damage နဲ့ပေါင်းစပ်နိုင်ပါတယ် Windtalker ရဲ့ attack speed နဲ့ crit attribute တွေဟာသူမရဲ့ damage ထွက်ရှိမှုအတွက်လည်းကောင်းမွန်ပါတယ် House's Cross ကကောင်းမွန်တဲ့ရေရှည်တည်တံ့စွမ်းကိုပေးပြီး Malefic Gun ရဲ့ physical penetration က Obsidian ကိုတန်းတွေပေါ်ပိုထိရောက်စေပါတယ်နောက်ဆုံးမှာတော့ Rose Gold Meteor ကသူမအတွက်ရှင်သန်နိုင်စွမ်းကိုအပူဆောင်ပေးပါတယ် Obsidian ရဲ့ဒီအထူးပြု basic attack effect ဘေးကိုလည်းအကြံပြုပါတယ်
ဒီဘေးက sustain combat လိုအပ်တဲ့ကစားပွဲတွေမှာပုံမထီရောက်ပါပါ corrosion side နဲ့ demon hunter sword တွေကဒီဘေးတို့အထူးကလိုအပ်တာတွေပဲဖြစ်ပါတယ် obsidian က multi hit damage တက်ရောက်တဲ့အတွက်သူမဟာ corrosion side နဲ့ demon hunter sword နှစ်ခုလုံးရဲ့ passive effect တွေကိုတသမတ်ထဲဖြစ်ပေါ်စေနိုင်ပါတယ်ထို့ဒီလို golden staff ရဲ့ attack effect ကလည်းသူမရန်သူတွေကိုဝေးတနေရာကနေလုံခြုံသွားတိုက်ခတ်နိုင်စွာနဲ့ပြီးဆုံးသွားပေါင်းဆက်နေပါတယ်ကျွန်တော်ရှိကပြောခဲ့တဲ့ equipment ပေးလို့ပဲ malefic gun နဲ့ rose gold video နှစ်မျိုးစလုံးဟာ obsidian နဲ့ကောင်းမွန်စွာအလုပ်လုပ်ပါတယ်Obsidian အတွက် battle spell အနေနဲ့ Purify ကိုအကြံပြုပါတယ် Obsidian မှာတင်းတင်းလျောက်ပတ်တဲ့ရှင်သန်နိုင်စွမ်းနဲ့ Blast Damage ရှိပြီးသားဖြစ်တာကြောင့် Purify CC ဖယ်ရှားခြင်းကအသင်းလိုက်တိုက်ပွဲတွေမှာသူမရဲ့ Potential ကိုတိတိတတ်မြင့်တင်နိုင်ပါတယ် Vengeance က Obsidian အတွက်ခိုင်မာတဲ့နောက်ထပ်ရွေးချယ်မှုတစ်ခုဖြစ်ပါတယ် Obsidian Ultimate ကသူမကိုရန်သူနဲ့ချိတ်ဆက်ပြီးသူ့ကိုသူမပေါ် engage လုပ်စေတာကြောင့် Vengeance ရဲ့ damage short ချမှုကဒီလိုအခြေအနေတွေမှာတန်ဖို့အများကြီးပေးမှာပါObsidian Ultimate Dash နဲ့ Blade Skill တွေကိုပိတ်ပင်နိုင်တာကြောင့် Hayabusa, Freya နဲ့ Lancelot လိုမျိုး Dash နဲ့ Blade Skill တွေကိုမိခိုရတဲ့ hero တွေကိုကောင်တာထောက်ရမှာကောင်းပုံပါလေ Obsidian အစောပိုင်း laning အဆင့်တွင်ရုန်းကန်တာကြောင့် Bruno နဲ့ Layla တို့လိုမျိုး game စောပိုင်းမှာအားကောင်းတဲ့တခြား max band တွေနဲ့ရင်ဆိုင်ရမှာအားနည်းပါတယ် Obsidian က game နဲ့ဘိုင်းကနေနောက်ပိုင်းတွင်သူမရဲ့ damage potential ကိုရောက်လိမ့်ရှိတဲ့အတွက် Angela နဲ့ Asta လိုမျိုး early game မှာသူမကိုကူညီပေးနိုင်တဲ့ support hero တွေကိုလိုအပ်ပါတယ်Lady Simaro Obsidian ရဲ့ fast skill ကိုသုံးပြီးရန်သူကိုပုတ်လောက်ကသူမရဲ့ passive ကို stat စုပါသူမရဲ့ passive ဘုံရှတ်တွေဟာပမာဏတစ်ခုခုကိုရောက်တဲ့အခါသူမ damage ထွက်ရှိမှုကတိတိတတ်မြင့်လာမှာဖြစ်ပါတယ်အသေးပေါ်တွေကကန်လာတဲ့အခါ game တွေကို secure လုပ်ဖို့အတွက် Obsidian Ultimate ကကောင်းတဲ့ tool တစ်ခုဖြစ်ပါတယ် game တွေပိုင်းကနေ game ထောင်ပိုင်းအသင်းလိုက်တိုက်ပွဲမှာတော့ Obsidian ကသူမရဲ့မြင်မာတဲ့ mobility နဲ့ single target damage ကိုသုံးချပြီးတော့အသေးပေါ်တွေနဲ့ပူးပေါင်းကရန်သူတွေကိုရွေးချယ်တိုက်ခိုက်နိုင်ပါတယ် Hero အသင်း Obsidian Sovereign of Dax and ဟာ September 19ရက်နေ့မှာရောက်ရှိလာပါတော့မယ် September 19ရက်နေ့ကနေ September 30ရက်နေ့ထိစိန်တွေနဲ့ battle point တွေပေါင်းဆက်ပြီး pass ကိုဝယ်ယူနိုင်ပါတယ်Pass ကို unlock လုပ်ပြီးလိုအပ်တဲ့စုစုပေါင်း login ရေတွက်များသူရောက်တဲ့အခါတုံးခဲ့တဲ့စိန်တွေကိုအပြည့်ပြန်အမ်းပေးမှာဖြစ်တာကြောင့် Obsidian ကိုစိန်3ညလုံးနဲ့တောင်ရနိုင်ပါတယ်တရီပြူဖို့ကတော့ Obsidian ကို BP 3200နဲ့ဝယ်ယူနိုင်ပေမဲ့ Pass ဒါမှမဟုတ် Login Diamond Rebate Event ကိုတော့မရတော့ပါဘူး Obsidian ရဲ့ Anti-Remnant Skin ကိုပထမနှစ်ပတ်တွင်စိန်50လုံးနဲ့ပဲရောင်းချမှာဖြစ်ပါတယ်Obsidian နဲ့တူအပေးစအသစ်ကိုတိဆောက်ဖို့အချိန်ရောက်ပါပြီ။နောက်တစ်ချိန်မတိုင်ခင်ထိကျွန်တော်တို့တွေလန်တော်ဒုံးမှာပြန်ဆုံကြတာပေါ့။